နဲ့လာတွေ့နေပါလေရှင်မဆီယမလည်းချောလိုက်တာပဲနှုတ်ခတ်နေတာပဲ အဲ့မဖုန်းထဲမှာဖွားရုပ်ပေါက်နေတယ်နော် ဘာမပေါ့လို့လဲချောတယ်ထုံးမနေတူတယ်တော်တော်ချောမကျန်သူကလည်းချောလိုက်တာကျမမိုးကခိုင်နေနဲ့တွေ့နေပါလေရှင်ဒီမှာဆေးလာပြီးတော့လေးလာရင်တန်းနေနေယူ စီး စီ ပွား လည်း ရေးလုပ်ငန်းလေ့လာတာပါ ဟုတ်လေဆေးသူကမင်းရင်ဖြေရမှာလေနေယူစီလန်ထုတ်တဲ့ဆေးပါယောဂါတွေပျောက်တယ်ဆိုတာမမို့ဖြေမင်းရင်ဖြေရတော့မှာလေမင်းမဖြေရပြီးတော့ဘလို့မဖြေရမဖြေနိုင်ရင်တော်တော်ထက်မှာကဲဒီမှာသူကလာရောတော့ပြီးငါတလုံးမှလည်းမပြောတတ်တော့ငါသူများဘလို့ပြောမှန်းလဲ สวัสดีค่ะ မင်္ဂလာပါရှိပါ สวัสดีค่ะ ဟိုထိုင်းကအမျိုးတွေအများကြီးရှိတယ်လေအဲ့သူကသာဝတီခါတော့ငါဘယ်လိုလုပ်ခါလဲကဲစုဒီမှာတိတော့ဆော့မယ်ဆိုအနီမိုးနဲ့သာဝတီခါ อันนี้မပွင့်သေးဘူးလေ ရတယ်ပြေးနေပြီပြေးတော့မယ်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  ကိုကြီးရွှေ